everyone အားလုံးပဲမင်္ဂလာပါနိုဒီလီတမကျေးဇူးလိုက်ပါတယ်ကိုချစ်တတ်ဖို့အတွက်တငယ်ချင်းတို့အားလုံးမဖြစ်မနေသိထားတဲ့အရေးကြီးဆုံးအကြောင်းအရာ၅ခုကိုဒီနေ့မှာအသေးစိတ်ဝေမျှပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါအောင်နော်ပထမဆုံးချက်သူများနဲ့ကိုနှိုင်းရှင်တာကိုရပ်လိုက်ပါလူများစုကအခြားသူတွေနဲ့နှိုင်းရှင်ပြီးတော့ကိုယ့်ရဲ့တန်ဖိုးကိုမေ့နေတတ်ကြတယ်တယောက်နဲ့တယောက်ကစမှတ်ခြင်းမတူတဲ့အတွက်ကြောင့်သွားနေတဲ့ direction တွေလည်းမတူပါဘူးကိုတိုင်းကဘယ်ကနေစတင်ခဲ့ပြီးတော့အခုဘယ်နေရာရောက်နေပြီလဲဆိုတာကိုပဲနှိုင်းရှင်တဲ့တယ်ဒါကြောင့်တခြားသူတယောက်ရဲ့ဘဝကိုကြည့်ပြီးကိုနှိုင်းရှင်တာမျိုးကိုဒီနေ့ကစပြီးလုံးဝရပ်တန့်လိုက်ပါကဲကိုချစ်တတ်ဖို့ဒုတိယချက်ကိုဆက်သွားလိုက်ရအောင်နော်ဒုတိယချက်ကတော့ကိုအပြစ်တင်တာမျိုးကိုလုံးဝမလုပ်ဖို့ပါပဲလူတိုင်းကအမှားလုပ်တတ်ပါတယ်အဲ့ဒီအမှားတွေအတွက်ငါကဘာလို့ဒီလိုဖြစ်နေရတာလဲဆိုတဲ့စာဒီအမှားကနေဘာတွေသင်ယူနိုင်မလဲလို့ပြောင်းလဲပြီးတော့စဉ်းစားကြည့်ပါကိုချစ်တတ်ဖို့အတွက်ကိုယ့်ရဲ့မပြည့်စုံမှုတွေကိုပါလက်ခံပေးတတ်ရပါမယ်ဒီတော့ကိုအပြစ်တင်နေတာမျိုးကိုအလေးအကျင့်တစ်ခုလို့ရပ်တန့်ပြရပါမယ်တတိယချက်ကတော့ကိုယ့်အတွက်အချိန်ပေးဖို့ကိုဘယ်တော့မှမမေ့ပါနဲ့ကျမတို့ဟာအမြဲတမ်းတခြားသူတွေအတွက်အလုပ်အတွက်အချိန်တွေပေးရင်ကိုမေ့နေတတ်ကြပါတယ်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုဦးစားပေးတာကကိုချစ်တတ်ခြင်းတစ်မျိုးပါတနေ့တာမှာမိနစ်အနည်းငယ်ဖြစ်စေတစ်ပတ်မှာနာရီနည်းငယ်ဖြစ်စေအနားယူတာဝါသနာပါတာလုပ်ဖို့အတွက်ကိုယ်ပိုင်အချိန်ကိုဖန်တီးပေးပါစတုတ္ထချက်ကတော့သူများရဲ့ထင်မြင်ယူဆချက်တွေကိုအာရုံမစိုက်ပါနဲ့ကိုဘယ်လိုမြင်လဲဆိုတာကသာအရေးကြီးဆုံးပါလူများစုဟာကိုလှုပ်ချင်တာကိုမလုပ်ရဲတာကိုဖြစ်ချင်တာကိုမဖြစ်ရဲတာဟာတခြားသူတွေရဲ့ဝေဖန်မှုဒါမှမဟုတ်သူတို့ထင်မြင်ချက်ကိုအယံကြောက်ရွံ့နေလို့ပါပဲကိုချစ်တယ်ဆိုရင်သူများတွေကိုဘယ်လိုမြင်လဲဆိုတဲ့စိုးရိမ်စိတ်တွေကိုစွန့်လွှတ်လိုက်ပါကိုချစ်တတ်ခြင်းရဲ့အရေးကြီးဆုံးနောက်ဆုံးချက်ကိုရောက်လို့လာပါပြီဒါကတော့ကိုယ့်အတွက် boundary သတ်မှတ်တာပါ boundary သတ်မှတ်ခြင်းဟာကိုယ့်တန်ဖိုးကိုနားလည်ပြီးတော့ဂရုစိုက်ခြင်းတစ်မျိုးပါပဲကိုယ့်ရဲ့တန်ဖိုးကိုသိတဲ့သူတစ်ယောက်ဟာမလုံနိုင်တဲ့အရာကိုမလုံနိုင်ဘူးဆိုတာကိုပြတ်သားသားပြောရပါမယ် boundary သတ်မှတ်တာဟာတကူကောင်းဆန်တာမဟုတ်ပါဘူးကိုအလေးထားခြင်းဖြစ်ပါတယ်ကဲဒီနေ့မှာတော့ကိုချစ်တတ်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အရေးကြီးဆုံးအချက်၅ချက်ဖြစ်တဲ့နီလန်းကောင်းတွေကိုဝေမျှခဲ့ပြီးဖြစ်ပါတယ်ဒီနေ့ကစပြီးကိုယ့်ရဲ့ပျော်ရွှင်မှုကိုဒီချက်တွေနဲ့ကိုယ်တိုင်ဖန်တီးလိုက်ပါဒီဗီဒီယိုလေးကတင်းသွက်အကျိုးရှိမယ်ဆိုရင် page ကို subscribe လုပ်ပြီးတော့ follow ထားဖို့လည်းမေ့ပါနဲ့နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye